တုတ်တေးကင်းတော့နေပြီးတော့လေတုတ်တေးခတ်စလို့ပြောင်းမယ်တနေ့ရဖို့အတွက်ပေါ့လေဗီဇာတနေ့ရဖို့အတွက်ဘာတွေလို့လဲစာချုပ်တက်တန်ပြေးဖို့လိုတယ်ပေါ့လေစာချုပ်တက်တန်ပြေးတဲ့အထိအလုပ်လုပ်ပြီးမှရှောက်တာကောင်းတယ်ပေါ့လေနောက်တစ်ခုကဘာလဲဆိုရင်တိုင်းရှုပ်ကူရှိုးမဲရှိုးအလုပ်ထွက်ကြောင်ထောက်ခံစာမှာပေါ့လေတိုင်းရှုပ်ကူလီအလုပ်ထွက်တဲ့အကြောင်းပြချက်မှာဘာရေးခိုင်းရမလဲဆိုရှင်ခေယကုကန်တို့မန်ယိုနီယိုတို့တိုင်းရှုပ်ကူအဲ့လိုရေးခိုင်းပါလေအတိတ်ကဘာလဲဆိုလို့ရှိရင်စာချုပ်တက်တန်ပြေးသွားတဲ့အတွက်အလုပ်ထွက်ခြင်းဖြစ်ပါတယ်အဲ့လိုမျိုးရေးပေးတယ်ဆိုလို့ရှိရင်တနေ့ရဖို့ရာခိုင်နှုန်းများတယ်ပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့ပေါ့လေစာချုပ်တက်တန်မပြည့်သေးဘူးစာချုပ်တက်တန်ပြေးဖို့8လလိုတယ်လို့6လလိုတယ်လို့3လလိုတယ်လို့အဲ့လိုအချိန်တွေမျိုးမှာရှောက်တာတို့နောက်ပြီးတော့ခေရစာချုပ်တက်တန်တော့ပြေးတော့ပြေးပါတယ်ခေရတိုင်းရှုပ်ကူလီယူကအလုပ်ထွက်တဲ့အကြောင်းပြချက်ကဒီကိုစုကိုနီယောဒူတိုင်းရှုပ်ကူဆိုလို့ရှိရင်တော့တနေ့ရဖို့ရာခိုင်နှုန်းနည်းနည်းယောသွားမယ်ပေါ့လေကျွန်တော်တို့ရာခိုင်နှုန်းပဲပြောလို့ရတယ်ပေါ့လေစုံပြတ်တာလာဝကစုံပြတ်တဲ့အတွက်ပေါ့လေတနေ့ပေးလဲပေးမယ်6လပေးလဲပေးမယ်ပေါ့လေတနေ့ရဖို့ရာခိုင်နှုန်းများတာတော့အဲ့လိုအချက်လေးကိုယူဆိုင်ရင်တနေ့ရဖို့ရာခိုင်နှုန်းများပါတယ်